သေခြင်းတရားကြောက်စရာကောင်းတဲ့အရာမဟုတ်ပါဘူးအဲ့ဒါဘဝရဲ့အမှန်တရားပဲလူတွေကဘဝတစ်ချောက်လုံးသိမှောက်အရန်ကြောက်ကြတယ်အဲ့ဒီကြောက်စိတ်နဲ့ပဲဘဝကိုကောင်းကောင်းမရှင်းတန်ကြဘဝနဲ့သေခြင်းကနှစ်မျိုးမဟုတ်ပါဘူးနေ့နဲ့ညလိုပါပဲအချိန်နဲ့အတူမိုးလင်းသလိုမိုးချုပ်သလိုပါပဲသေခြင်းတရားကိုလည်းစိတ်ကအယမ်းကြောက်တယ်သူမထိန်နိုင်ဘူးလေဒါပေမဲ့မရဏကိုစိတ်ထက်ထားပြီးတရားအားထုတ်ရင်တနေ့ကျရင်သင်ကသေရင်တောင်ကြောက်စိတ်မရှိပဲပြုံးပြုံးလေးနဲ့သေခြင်းကိုလက်ခံပြီးနိဗ္ဗာန်ကိုရောက်နိုင်ပါတယ်အဲ့ဒါဆိုရင်သေခြင်းကိုအာယုံပြုပြီးတရားလေးအားထုတ်ရအောင်ခန္ဓာကိုယ်တည်ငြိမ်စွာထားပါမျက်စိလေးမှိတ်လိုက်ပါစိတ်ကိုလျှော့ချလိုက်ပါသင်ရဲ့ခန္ဓာကိုယ်သင်နဲ့မဆိုင်ဘူးသင်ဟာမဟုတ်ပါဘူးအချိန်မရွေးပျက်စီးသွားနိုင်ပါတယ်လို့စိတ်ထဲမှာမှတ်ပါတဖြည်းဖြည်းနဲ့သင်အသက်ရှူတာကတည်ငြိမ်လာပါလိမ့်မယ်စိတ်လည်းပေါ့ပါလာမယ်ခဏနေရင်သင်သေးပြီးအသက်မရှင်တော့ဘူးလို့သတ်မှတ်ပါသင်ရဲ့ခန္ဓာကိုယ်ကအောက်မှာဒီတိုင်းသိနေတယ်လို့တွေးကြည့်ပါသင်ရဲ့ဝိညာဉ်ကသင်ရဲ့အဖြစ်အပျက်တွေကိုကြည့်နေတယ်လို့မှတ်ပါဒီလိုခံစားပြီးမှတ်နေချိန်မှာသင်စိတ်ကကြောက်လာလိမ့်မယ်ဒါပေမဲ့ဒီကြောက်စိတ်ရဲ့နောက်ွယ်မှာတရားပျော်ရွှင်မှုနိဗ္ဗာန်ဆိုတာရှိနေတယ်မကြောက်ပါနဲ့သင်တစ်ဖြစ်ဖြစ်ခံစားပါတကယ်သိချင်းတန်ရင်ဒီလိုပဲဖြစ်မှာပါသင်စိတ်ကူးရင်ပါသင်အခုအသက်ရှူလိုက်တာကနောက်ဆုံးပါပြန်လဲမထခြင်းဘာမှလည်းမလိုချင်တော့ဒေါသလည်းမရှိစိတ်ရှမ်းသာတယ်ရှင်ထဲမှာပျော်ရွှင်မှုတွေကိုတစ်ဖြည်းဖြည်းဝင်လာတယ်သင်ခန္ဓာကိုယ်နဲ့သင်နဲ့ဘာမှမဆိုင်သင်ဝိညာဉ်ကကောင်းကင်ပေါ်ပြန်နေတယ်လုံးဝတိတ်ဆိတ်နေပါတယ်သင်ရင်ထဲမှာအလင်းရောင်တွေထွက်လာသလိုခံစားရမှာပါဒီလိုအချိန်ကြမှသင်သိလာလိမ့်မယ်ငါဆိုတဲ့မာနအတ္တနဲ့အသက်ရှင်လာသမျှအားလုံးဟာအလကားပဲရုပ်ရည်အရေးရှင်ပိုင်ဆိုင်မှုမနာလိုစိတ်တန်ရောစဉ်အရှိတွေအောင်မြင်မှုကြချုံခြင်းအားလုံးထားခဲ့ရမယ်အတူအခုလဲပြက်ကြားကုန်ပြီမရှိတော့ဒါတွေအားလုံးကိုသင်စိတ်ထဲဝင်သွားပြီဆိုရင်နောက်နေ့ကစပြီးသင်ဘဝကတဖြည်းဖြည်းပြောင်းလဲလာပြီးအမှန်တရားကိုသိလာမှာပါသင်သိခြင်းကိုတရားမှတ်နေချိန်မှာသင်လည်းမရှိခန္ဓာလည်းမရှိစိတ်လည်းမရှိနောက်ဆုံးဝိညာဉ်လည်းမရှိသင်ကအလင်းရောင်တစ်ခုလိုဖြစ်ပြီးတောက်ပနေပါတယ်ဒါကအလှဆုံးနဲ့အကောင်းဆုံးခံစားချက်ပါသိခြင်းဆိုတာအဆုံးသက်မဟုတ်ပါဘူးချစ်ဆက်သွားရမယ်တကားပေါက်တစ်ခုလိုပါပဲဒီလိုအချိန်မှသင်ဘဝကိုအဝေးကနေကြည်နေတဲ့အရင်ကအချိန်တွေနဲ့တန်ရောစဉ်တွေပေမှန်မှုရရင်တဲ့စိတ်အိမ်မက်မျိုးစုံတွေဝတ်ကြွေးတွေကံဆိုးခြင်းကံကောင်းခြင်းတွေခလေးဘဝကနေအခုချိန်ထိဖြစ်လာသမျှကိုသင်မျက်စိရှိမှပုံရိပ်လို့ဥပမာပြောရရင်တော့ရုပ်ရှင်ကားကြည့်တယ်လို့အားလုံးမြင်တွေ့ရပါလိမ့်မယ်ဒီတရားကိုသင်ကမှတ်မှာပဲသိလာမှာပဲဘဝမှာဒုက္ခဝေဒနာနာကျင်မှုကိုသင်တည်ယူလာခဲ့တာအခုချိန်ထိပဲခုချိန်ကစပြီးအရင်ကဖြတ်တန်းခဲ့တဲ့ဘဝထက်ပိုကောင်းအောင်ဘယ်လိုနေထိုင်သွားမှာလဲသင်စဉ်းစားကြည့်ပါဗျာဒီတရားကိုအားထုတ်ရင်ငါဆိုတဲ့အရာတွေအည်ပျော်သွားမှာပါသမုဒ္ဒရာထဲမှာရေတစက်ကြပြီးပျောက်ကွယ်သွားသလိုပေါ့ဒီတရားကိုချစ်ဆက်အားထုတ်ရင်မဟုတ်မမှန်မကောင်းတာတွေဒိဗ္ဗံမရှိတာတွေသင်ကဦးစားပေးတော့မှမဟုတ်ပါဘူးသင်အတွင်ထဲမှာ
အေးချမ်းပြီးတော့တင့်ကိုယ်တိုင်ကောင်းကင်တစ်ခုလိုဖြစ်လာမှာပါဒီခန္ဓာအဝိဇ္ဇအဟောင်းလိုတတ်မှတ်လာလိမ့်မယ်သိခြင်းတရားကလည်းပြောင်းလဲမှုတစ်ခုလိုခံစားရမှာပါဒီလိုအချိန်မှာကောင်းတာပဲတွေးပါကောင်းတာပဲပြောပါကောင်းတာပဲလုပ်ပါစိတ်ထဲမှာပါခံစားချက်မထားပါနဲ့နောင်တလည်းမထားနဲ့ပါမှမလိုချင်ဘူးပါမှမစားချင်ဘူးအားလုံးပြည့်စုံခဲ့ပြီးပြီဘဝကိုအကောင်းဆုံးဖြတ်တန်းခဲ့ပြီးပြီဆိုတဲ့စိတ်မွေးပါဒါမှတင်နောက်ဘဝကူးရင်တင်ကောင်းတဲ့ဘဝနဲ့အကောင်းဆုံးလူသားပြန်ဖြစ်ပြီးတော့မိသားစုကောင်းကောင်းရမှာပါဥပမာတင်းအိမ်မှာအလုပ်တစ်ခုခုလုပ်နေတယ်အဲ့ဒီအချိန်ကအဲ့ဒီအလုပ်ကမပြီးသေးဘူးတင်ကအိမ်ကိုပြောင်းရွှေ့ရတော့မယ်ဆိုရင်မပြီးသေးတဲ့အလုပ်ကိုထားခဲ့မှာလားသို့မဟုတ်ပြောင်းသွားတဲ့အိမ်ကိုယူပြီးအဲ့ဒီအလုပ်ကိုပြီးအောင်ဆက်လုပ်မှာလားကျွန်တော်တို့ခန္ဓာကိုယ်ပြောင်းလဲချိန်တန်ရင်သိချင်းတန်ရင်ဘာအလုပ်ဘယ်အလုပ်တဏှာလောဘမမောတဲ့စိတ်မကောင်းတဲ့စိတ်ကိုမတွေးပါနဲ့သို့မဟုတ်နောက်ဘဝကိုအဲ့လိုလူသားပဲဖြစ်မှာပါတရားနဲ့ပဲအဆုံးသတ်ပါသိခြင်းကိုတရားမှတ်ပါနေ့တိုင်းမှတ်နိုင်တယ်ဆိုရင်ပိုကောင်းပါတယ်ဒီတရားကတော်တော်ရှိပါတယ်အခြေပြောရင်လေလူတိုင်းကစိတ်ရှိပြီးနားထောင်ပြီးမဲ့လို့တော့မထင်ပါဘူးအခုတော့ဒီလောက်လေးနဲ့ပဲအဆုံးသတ်လိုက်ပါမယ်သိမောက်ကြောက်ကြတဲ့လူတွေဆိုရင်တော့မလုပ်လဲတခြားနီလန်းတွေအများကြီးတင်ထားပေးပါတယ်ဒါကတော့အကောင်းဆုံးပါအားလုံးအဆင်ပြေပါစေတရားအထုတ်နိုင်ပါစေဆုတောင်းပေးရင်းနဲ့အဆုံးသတ်လိုက်ပါအခုလိုနားထောင်ပေးတဲ့အတွက်အားလုံးအရန်ကျေးဇူးတင်ပါတယ်ဗျာ